မင်္ဂလာပါကျွန်တော်တို့တမတ်တမီသားစုနဲ့ဖုဘလော့ကာဟာလာဖုအစ္စရာဟင်ဘိုင်နဲ့တကွစေတနာရှင်များစုပေါင်းပြီးတော့ကျွန်တော်ဒုတိယအကြိမ်မြောက်ငလင်သင့်ပြည်သူများအားပြန်လည်ထူထောင်ရေးအတွက်ကိုကျွန်တော်တို့အင်အားဒါပြုပြင်ပေးတဲ့အလုပ်တွေအင်အားဆောက်ပေးတဲ့အလုပ်တွေကိုကျွန်တော်တို့ကောက်ခံရရှိတဲ့အလှငွေများမှအခု20ရက်ကနေစပြီးတော့ကျွန်တော်အလှငွေတွေကောက်ခံပြီးတော့ကျွန်တော်တို့9လပိုင်းအတွင်းမှာကျွန်တော်တို့ရတဲ့အလူငွေတွေကမှအားလုံးကိုကျွန်တော်တို့အိမ်ယာဆောက်ပေးတဲ့အလုပ်တွေကျွန်တော်တို့အိမ်ပြုပြင်ပေးတဲ့အလုပ်တွေကိုကျွန်တော်တို့ဒါငလင်ဘေးသင့်ပြည်သူများထံမှာတွားရောက်ပြီးတော့ကျွန်တော်တို့ကိုတိုင်ကိုချာတွားရောက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုပူပေါင်းပါဝင်ခြင်းနဲ့ကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေကျွန်တော်ရဲ့အကိုညီအမေအဖေအားလုံးပဲပေါ့နော်ကျွန်တော်တို့ကိုပါဝင်လူတန်းလိုပါကကျွန်တော်ဖုန်းနံပါတ်0999684090ကိုဆက်သွယ်လူတန်းလို့ရတယ်ဆိုတဲ့အကြောင်းနဲ့သတင်းကောင်းပါချင်ပါတယ်ကျွန်တော်တို့ကဒါအခုပေါ့နော်20ရက်4လ2025ဒီနေ့ကစပြီးတော့ကျွန်တော်ဖုန်းနံပါတ်0999684090 KP ကိုဆက်သွယ်လှူဒန်းလို့သူများဖုန်းဆက်ပြီးတော့ကျွန်တော်ဖုန်းနံပါတ်မှာ Viber ပဲလည်းရှိပါတယ်။နောက်ဟာလာဖူအစ္စရာဟင်ဘိုင်ကိုလည်းဆက်သွယ်လှူဒန်းလို့ရပါတယ်ဆိုတဲ့အကြောင်းနဲ့သတင်းကောင်းပါလို့ပါတယ်ကျွန်တော်တို့ကအခုအလှငွေကိုစပြီးတော့ကောက်ပြီးတော့ရတဲ့ပတ်စံတွေကအိမ်တစ်လုံးရရအိမ်နှလုံးရရအိမ်9လုံးရရ10လုံးရရပြုပြင်တဲ့ဥစ္စာတွေပြုပြင်ပေးမယ်ကျွန်တော်တို့ပြန်လဲထူထောင်ရေးအတွက်ဒါပြန်လဲလှူဒန်းသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ချစ်မိတ်ဆွေများလည်းဒါတက်နိုင်နေများပေါ့နော်ကျွန်တော်တို့ကိုပူပေါင်းပါဝင်မှုဖိတ်ခေါ်ပါတယ်ဗျကျွန်တော်တို့ကတော့မြည်သည့်အဖွဲ့အစည်းမြည်သည့်အဖွဲ့အစည်းအမှမဟုတ်တဲ့အတွက်ကျွန်တော်တို့ကဒါကျွန်တော်တို့နှစ်ဦးနဲ့စေတနာရှင်တွေရဲ့လှူတဲ့အလှကိုပဲကျွန်တော်တို့ကတိတိကျကျနဲ့တွားရောက်ပြီးတော့ကိုယ်တိုင်ကိုကြကွင်းစင်ပြီးတော့ကျွန်တော်တို့လိုအပ်တဲ့နေရာလေးတွေမှာလှူဒန်းသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ချစ်မိတ်ဆွေများကျွန်တော်တမတ်တန်ကိုကျော်နေတကွဟာလာဖူအစ္စရာဟင်မိုင်တို့နဲ့ဒါစုပေါင်းပြီးတော့စေတနာရှင်တွေလှူမဲ့အလှမှာလေးပူပေါင်းပါဝင်မိဖို့တကယ်လိုအပ်တဲ့နေရာတွေကိုစုံစမ်းပြီးဒေသခံများနဲ့စုံစမ်းပြီးတော့မှကျွန်တော်တို့လိုအပ်တဲ့အိမ်အားဆောက်ပေးတာတွေကျွန်တော်တို့အိမ်တစ်လုံးနိုင်တစ်လုံးပေါ့နော်ပြုပြင်ပေးမယ်ကျွန်တော်တို့နောက်တစ်ခုကတချို့စောက်ပေးရမယ့်အိမ်တွေဆိုစောက်ပေးမယ်အဲ့လိုလေးတွေအားလုံးကိုကျွန်တော်တို့လုပ်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်စေတနာရှင်တွေကျွန်တော်ရဲ့မေတ္တာထားတဲ့ကျွန်တော်ရဲ့ဒါကျေးဇူးရှင်တွေပေါ့နော်ကျွန်တော်ကသတင်းကောင်းပါလို့ပါတယ်ကျွန်တော်တို့ဒါအလူငွေကိုကောက်ခံပြီးတော့ရတဲ့အလူငွေတွေကမှဒါဆုံးဖြတ်ပြီးတော့ပေါ့နော်အိမ်ဘယ်နှလုံးရလဲကျွန်တော်တို့အားလုံးကိုလှူဒန်းသွားမှာဖြစ်တဲ့အတွက်ကျွန်တော်စေတနာရှင်များအနေနဲ့လည်းပူပေါင်းပါဝင်ဖို့ဖိတ်ခေါ်ပါတယ်တကယ်လိုအပ်တဲ့လူတွေလိုအပ်တဲ့နေရာတွေကိုအဓိကထားပြီးလှူဒန်းသွားပြီးကိုယ်တိုင်ကိုကြကျွန်တော်ကိုယ်တိုင်ဒါတွားရောက်ပြီးလှူဒန်းမှာဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေတွေလည်းဒါပူပေါင်းပါဝင်ပေးကြပါကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီးလည်းအမြန်ဆုံးအနေကင်းဒုက္ခကင်းကြပါစေဒီထက်မကလည်းအောင်မြင်ကြပါစေတိုးတက်ကြပါစေလို့ဆုတောင်းမေတ္တာပို့လိုက်ပါတယ်ဗျအားလုံးကိုလည်းကျေးဇူးတင်ပါတယ်